ကဲတားယူတရားနေပြီးတော့ဒီမှာဒီပတဲ့မှာတရားဘယ်လိုပြစ်ထားလဲဆိုတော့ပြမယ်ကွာအဲဆုံးတရားဒီကိုမောင်းဝင်လာတယ်ကွာကျိုးပစ်တယ်နော်သူက P5 ရဲ့ပေးရဆိုတာဟိုကပစ်တာအတကားပစ်တာမဟုတ်ဘူးသူတောင်းနေမနေတော့တရား P5 ရင်ပြရအောင်အကြကြတရားဘာလို့ပစ်နေလဲဆိုကြည့်တာဟုတ်လားကျိုးပစ်တယ်ထပ်ပြီးကျိုးပစ်တယ်အဲ့တော့တော့ဆိုသူတို့နေတဲ့နေရာကွာတရားဒီ PA ကိုရင်အိမ်တာကွာအဲ့တော့ဘာဖြစ်လဲဆိုတော့ကိုကနောက်မကြောက်ဘူးကိုကရင်အိမ်ရအဲ့တော့ဒီနာစကွက်ကတခါလေးချောပါကွာဒီလိုအများကြီးကျန်ပါတယ်အဲ့ကြောင့်ဒီပဒေမှာဆိုင်တော့မယ်ဆိုရင်ကို PA ကိုရင်အိမ်ကြာသိမလား PA အိမ်မိမှာဝင်အဲ့ပို့ပြီးတော့ရှမ်ပူများကွာဟုတ်တော့ကိုကဒီ enemy ဒီနားမှာထိုင်တတ်တာသိတယ်အနောက်ကျိုးပြစ်သိမလားကျိုးပြစ်မဲ့ကိုကသူတို့တက်ပို့ပြီးတော့တစားမြန်တော့ကွာအဲ့ကြောင့်ဒီမှာဆိုရင်တရားဒီကွန်ဘောမှာဆက်နေလို့ရတယ်ဒါပေမဲ့မနေတော့ဘူးဒီကောင်နေနှိမ့်ထဲတော့မှာဆိုတည်ရပေါ့အဲ့တော့တရားနောက်ပြန်ပတ်သွားကွာနောက်ပြန်ပတ်ပြီးတော့ဒီကောင်လေးကိုပြန်ပစ်မယ်ကိုကိုပစ်မယ်နှိမ့်ကိုဒီကောင်လေးပြန်ပစ်တာကွာအဲ့တော့တည်မလားဘာလို့နားရတာမသိဘူးကွာကိုကိုပစ်မှာကွာဒီကောင်လေးအပြန်နေဆိုရင်ဒါပေမဲ့ကိုကပြန်ထွက်ပြီးတော့ဒီကောင်လေးဒီကွန်ဘောနဲ့ပြန်ဝင်တဲ့ခါကျရင်ကိုကပြန်ပြီးတော့နှိမ့်ပြန်ပစ်ရကွာအဲ့တော့ကျွန်တော်ရဲ့ညီငယ်လေးနဲ့ဘယ်လိုဆော့လိုက်ဆိုတာစကြည့်တယ်အောင်ဗျာဖိုးလာတော့ကောင်းနေမှာကောင်းမကြတဲ့ညီချင်းမုန်းနှကောင်Watch out! အထဲမှာ